အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Fast မြန်မာ YouTube Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဘောနဲ့ပတ်သက်တဲ့ပြီးထက်တဲ့အကြောင်းအရာစာပေတွေကိုစာဖတ်ရှင်ပေးမယ်စာဖတ်ဖို့အချိန်မှာအားလက်တဲ့မိတ်ဆွေတို့အတွက်ရည်ရွယ်ပြီးတော့ဘောအတွက်လိုအပ်တဲ့စာပေဗဟုသုတတွေကိုရှာဖွေပြီးဖတ်ပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Fast မြန်မာ YouTube Channel လေးကို Subscribe လေးလုပ်ထားပေးခဲ့ပါဦးဒီနေ့တော့ဘောကိုအရှုံးမပေးနဲ့ဆိုတဲ့စာပေလေးကိုဖက်ပြပေးသွားမှာဖြစ်ပါတယ်။လောကကြီးမှာရည်ရွယ်ချက်တဲ့ပိုင်းတိုင်ကိုရောက်အောင်ရှောင်းနေသေးတဲ့၍သိမှန်ပါတယ်။လေတိုက်တိုက်လွင်းနေရအောင်ကျွန်တော်တို့တွေကတေးရွှေရှောင်းမှမဟုတ်တာဗျာ။မောင်းခံရဒိုက်တာဝင်နေရရင်ကိုမျိုးရင်နဲ့ကိုတော့ကမ်းမမြင်လက်မမြင်လွန်မျောနေရမှာပေါ့။ချောက်တဲ့ကြောက်ရရင်လေဒီကဘာပေါ်မှာနေရာမဲ့နေရာရှိတော့မှမဟုတ်သလိုကြောက်တဲ့ပြေးရရင်လေဘာအပြင်ဘက်တော့ရောက်နေလောက်ရောပေါ့။ဒီနေ့မရှိတဲ့ဘဝစာမျက်နှာပေါ်မှာမဘောတော့လျှောက်တော့ဖြဲရတွေဘယ်လိုပေါ်နဲ့ဘယ်သူမှတရားနဲ့တော့မကင်းပါဘူးဒီလိုပဲမှားတော့လိုက်ပြင်လိုက်လေးချလိုက်ပြန်ထလိုက်နဲ့ကျွန်တော်တို့တွေပိုင်းတိုင်ကိုလှမ်းကြိုက်ကြတာပဲလေအမေကလမ်းလျှောက်တဲ့အောင်သင်ပေးခဲ့တယ်လောကကြီးကနေတဲ့အောင်သင်ပေးလိမ့်မယ်ဘလို့နေမလေးဆိုတာကိုတော့စဉ်းစားရမှာပေါ့ငယ်ကအချိန်ချင်းလေးချခဲ့တာတော့ပြန်ထားပြီးဒီနေ့ထိရှောက်နိုင်ခဲ့သေးရင်အမားတွေကိုပြင်လိုအပ်ချက်တွေကိုဖြည့်မိတွေတဲ့ဆက်တာလျှောက်လမ်းမပြောက်စင်နဲ့ပိုင်းတိုင်ကတော့ရောက်ကိုရောက်ပါလိမ့်မယ်အရင်ကြီးကန်ကောင်းနေဖို့မလိုပါဘူးသင်ကောင်းနေဖို့ပဲလိုတာပါကန်ကောင်းနေခြင်းကသင်ကိုမကောက်စေပါဘူးဒါပေမဲ့မင်းကောင်းအောင်နေခြင်းကမင်းကန်ကိုပါကောက်စေပါတယ်ဒါကြောင့်မို့လေရှေ့ပညာရှိတွေကကန်စီအလုပ်စီကန်တဲ့ဘာလို့လဲဆိုတော့ကန်ဘလောက်ပြီးကောက်ကောက်မင်းမအလုပ်လုပ်ရှင်တဲ့စိတ်ကြိုးစားရှင်တဲ့စိတ်သာမရှိခဲ့ရင်ကန်ဆိုတဲ့အရာကြီးကမင်းဘောရဲ့စာဝတ်နေကိုတာဝန်ယူမှာမဟုတ်ဘူးလေဒါပေမဲ့ကန်ဘလောက်ပြီးစိုးနေပါစေမင်းမကြိုးစားရှင်တဲ့စိတ်အလုပ်လုပ်ရှင်တဲ့စိတ်သာရှိနေခဲ့ရင်တော့မင်းဘောရဲ့စာဝတ်နေကိုမင်းရဲ့ကြိုးစားမှုတွေမင်းရဲ့လုပ်အားတွေကတာဝန်ယူပေါ်ပါလိမ့်မယ်ဗုဒ္ဓဘာသာတရားအနေနဲ့ကန်ကိုမယုံပါနဲ့လို့တော့မပြောလိုပါဘူးဒါပေမဲ့လူငယ်တယောက်အနေနဲ့ပြောချင်တဲ့တစ်ခုကတော့ကန်ဆိုတဲ့မမြင်ရတဲ့အရာထက်မင်းဆိုတဲ့မြင်နေရတဲ့အရာကိုမင်းကိုမင်းပို့ပြီးယုံကြည်ပါလို့ပြောချင်ပါတယ်ကန်ကောက်ခြင်းကန်ဆူခြင်းဆိုတာမင်းအပေါ်မှာပဲမူတည်ပါတယ်ဒါဟာရိုးရိုးလေးပါပဲမင်းကောင်းနေရင်ကန်ကောင်းလိမ့်မယ်မင်းဆိုးနေရင်တော့သေချာပေါက်ကန်ဆိုးပါလိမ့်မယ်ကျွန်တော်ဘာပဲလုပ်အမြင့်ကန်ဆိုးနေတယ်လို့တော့ညင်းညူမနေပါနဲ့မင်းပြောတဲ့ကန်ဆိုးလို့ဆိုတဲ့အလုပ်တွေကိုပြင်နေချိန်လောက်ကြိုးစားပြီးလုပ်ဖို့လေတစ်ချိန်လုပ်ပြီးကန်ဆိုးတယ်လို့တော့ထိုင်အောင်မနေပါနဲ့အဲ့ဒါကန်ဆိုးတာမဟုတ်တော့ဘူးမင်းပြင်းတာမင်းညင်းတာဖြစ်တော့ပြီဘာပဲလုပ်ကန်ကိုပဲအပြစ်ပုံရှမ်းမနေပါနဲ့မင်းကိုမင်းလေးအပြစ်တင်ကြည့်ပါအောင်အဲ့ဒါတွေဖြစ်နေတာကန်ကြောင်းမဟုတ်ဘူးအဲ့ဒါတွေဖြစ်နေတာမင်းကြောက်ဆိုတာကိုမမင်းနဲ့လူငယ်တွေမြင်မှတ်ထားပါမင်းတို့အရင်ယုံကြည်နေပါတယ်ဆိုတဲ့ကံကောင်းမှုကြီးကဘယ်တော့မှမင်းတို့စီကိုအပြုံးလေးနဲ့လာမှာမဟုတ်ဘူးမနေ့ဖြန်တိုင်းမှာကံကောင်းခြင်းတွေရှိတယ်ဒါဆိုရင်အဲ့ဒီကံကောင်းခြင်းတွေကိုကျွန်တော်တို့ဘာလို့မရတာလဲအဲ့ဒါကိုရောသိလားမင်းတို့ရဲ့မနေ့ဖြန်အတွက်မင်းတို့အသုံးမချလို့မရတာကွာအနာဂတ်မနေ့ဖြန်တဲ့ရဲ့ကံကောင်းခြင်းတွေကိုလိုချင်ရင်တော့ယခုပြည့်စုံပိုင်နေတဲ့တိုက်ကိုအကောက်ဆုံးကျူးစေဖို့လိုတယ်ဆိုတာကိုယခုပြည့်စုံပိုင်နေတဲ့တိုက်ကိုအကောက်ဆုံးကျူးစားဖို့လိုတယ်ဆိုတာကိုမမေ့ပါနဲ့မင်းလိုချင်တဲ့ကံကောက်ခြင်းကိုမင်းကလွေပြီးဘယ်သူမှမယူပေးနိုင်ဘူးနော်မင်းတို့ကျူးစားမှုရဲ့နောက်ွယ်မှာမင်းတို့ရဲ့ကံကောက်ခြင်းတွေရှိနေလို့ပဲကံကောက်ခြင်းပြည်ရင်နဲ့တက်တက်ခြင်းကိုဝေးကရှော့ပါဟုတ်ကဲ့ဒီနေ့ဖပြတာကတော့ကျွန်တော် Facebook ပေါ်မှာတွေ့တဲ့ဘောကိုအရှုံးမပေးနဲ့ဆိုတဲ့စာပိုင်လေးပဲဖြစ်ပါတယ်စာကနေအဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်အေးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့လည်းဆုမွန်ကိုတောက်ပေးလိုက်ပါတယ်ခင်ဗျာ